လုံးလောက်ဖင်ပြေပါတယ်ပြီးသွားရင်အားရပါရနေပါမယ်အသားကိုအရတာဝင်အောင်တစ်ခုချင်းဗီကိုတေချာလိုက်နေပါမယ်တစ်ခုချင်းဗီကိုအစာပလာတွေနဲ့ရောရင်းနေမယ်ဖြည်းဖြည်းချင်းဖုတ်ပြီးမှနေပါမယ်လက်နဲ့အသားလေးဖိတ်ဝင်အောင်လို့အကုန်လုံးတေချာတစ်ခုချင်းဗီကိုတေချာနေပါမယ်အယောင်လေးကတော့တအားလာပါတယ်ပင်ငပီးရဲ့အယောင်ရောအယောင်တင်မုံထည့်ထားတာရော QV ရဲ့အယောင်တွေရောဆိုတော့ကင်းတော့မကင်းရသေးဘူးနေရင်းနဲ့အနံ့နေမွေးနေပြီဖြစ်နိုင်တယ်ငရုတ်ကောင်းလေးထည့်ပြီးပိုကောင်းတယ်တိလားကျွန်တော်ကအိမ်မှာဒီနေ့ငရုတ်ကောင်းကုံသွားလို့ငရုတ်ကောင်းတမွေရတယ်လို့ငရုတ်ကောင်းမထည့်လိုက်တာငရုတ်ကောင်းလေးထည့်ပြီးပိုကောင်းတယ်ငရုတ်ကောင်းမို့အများကြီးတော့မဟုတ်ပါဘူးဒီထမင်းစားစွန်းတစွန်းစာလောက်ပေါ့အဲ့ဒါဆိုရင်ပိုမွေးရပါတော့กินတဲ့ချိန်ကျရင် ready made ငရုတ်ကောင်းလေးထည့်လို့ရပါတယ်ကိုယ်တိုင်ထောင်းပြီးမှကိုယ်တိုင်လော်ပြီးမှထောင်းပြီးမှထည့်ရင်တော့ပိုကောင်းလာပေါ့ပိုမွေးတာပေါ့ပြောနေနဲ့တေချာနေပါမယ်ရတာဖိတ်ရှည်မှုလို့လိုရနော်ချက်ချင်းတိုင်းထည့်ရင်မှတစ်ခေါက်လုံးနေအောင်နေတော့မရအောင်တေချာတစ်ခုချင်းစီလိုက်နေမှတေချာလေးအခုစင်ရပါပြီဒါကိုရေခဲတက်တာတဲ့တိန်းသားတော့မှာပါခဏနေကြရင်ပြင်ပြပါပါဒါကတော့ air fryer နဲ့กินပါပြီ air fryer တွေကိုအောက်ကငွေဆက်ကူလေးထည့်ဖီတုပ်ပြမလို့တော့နိုင်ရိုးကဝက်နိုင်ရိုးဆိုတော့သူ့ဖီနဲ့တူထွက်တယ်air fryer လည်း3လ6နှစ်လောက်ရှိရဲ့ air fryer ဆိုတော့ခလုတ်မရှိတော့ဇွန်နဲ့လဲပါမယ်အပူချိန်ကတော့180နဲ့ဟိုတစ်ဖက်ကို15မိနစ်တစ်ခေါက်လောက်กินပေးပါ15မိနစ်20လောက်တစ်ဖက်ကိုတစ်ခေါက်လောက်กินပေးပါဒါမိနစ်20กินထားတဲ့တစ်ဖက်ကိုပေါ့နော်နိုင်ရိုးရဲ့တစ်ဖက်ကိုမိနစ်20กินထားအနေထားပါဒါကနောက်တစ်ဖက်ကိုလမ်းပါမယ်အကုန်လုံးกินသွားရင်အနေထားဒီလိုရပါပြီ